ကိုမင်္ဂလာပါရှင်။ကိုရဲ့နာမည်လေးပေါ့နော်။ကိုလက်ရှိတက်ရောက်နေတဲ့အခု batch လေးဆက်အောင်လေးဆက်ပြီးပါ ဟုတ်ကဲ့ဟုတ်ကျွန်တော်ကအခုကျွန်တော်ရဲ့နာမည်ကတော့ကိုဆက်စောတော့ကျွန်တော်အခုကတော့25မှာတက်နေရတယ်နော်ဟော basic ဒီကို info တက်နေတော့ဟုတ်ကဲ့ဟုတ် အခုနေနေပေါ့နော်ဒီတင်နန်းမတက်ခင်နဲ့တက်ပြီးတဲ့အချိန်မှာဟိုဘာအကျိုးကျေးဇူးတွေရပါလဲဆိုတာလေးနှောက်ပြီးပါအောင်။ ဟုတ်ကဲ့ကျွန်တော်တို့အခုကျွန်တော်တို့ broker line ကိုတောင်းလိုက်တော့ဆရာရဲ့ info ရဲ့အခြေခံသဘောတရားလေးကိုသိသိရှင်းပြပြီးတော့ပြီးတော့ဆရာတင်တန်းရဲ့လိုလည်းမဟုတ်ဘူးတော့လုပ်ငန်းပိုင်းမှာပြည်ချုံနိုင်တဲ့အခက်အခဲတွေကျူတင်ကာကွယ်နိုင်တဲ့ချက်တွေပေါ့ကျွန်တော်တို့ဒီလုပ်ငန်းရဲ့ဘောတရားကိုသိသိရှင်းပြပြီးတော့ကျွန်တော်တို့ပြအောင်ရှိပါတော့ဟုတ်ကဲ့ပါအမမင်္ဂလာပါရှင်။အမနာမည်လေးပေါ့နော်အခုလက်ရှိတက်ရောက်နေတဲ့ batch လေးဆက်အောင်လေးဆက်ပြီးပါအောင်ရှင်။ ဟုတ်မင်္ဂလာပါအမနာမည်ကတော့မခင်လေးပါပါတယ်အမတက်ရဲ့ဘက်ကတော့လည်းပိုက်ပါဟုတ်အမကတော့ expo ကို eco ကိုလောက်တဲ့ company ဆိုတော့လေ agent တွေငှားရတယ်ပေါ့နော် agent မှာ agent ကိုဒီတိုင်းကလိန်းအတားသက်ဆိုင်ကိုကလည်းဒီ customer ကိုရောက်တဲ့အပိုင်းတွေမှာနည်းနည်းလေးသိနိုင်နေဆိုတော့အဲ့ process ကိုလည်းကိုကလည်းစိတ်ဝင်စားရတယ်လေအလုံးမှာလည်းလောက်ကင်ရရတယ်ပေါ့နော်ကိုယ်လက်တွေ့လုပ်နေရတဲ့အခါမှာကျတော့အရင်နည်းနည်းလေးပပလေးသိရလို့ပဲထင်တယ်ပေါ့အခုကျတော့နည်းနည်းလေးအတွေ့အကြုံသိသွားပါပြီစိတ်လည်းပုံဝင်စားသွားရပေါ့နော် ဆရာရဲ့လုပ်ဆောင်တဲ့ဆရာရဲ့ဒီတင်စားတာဒီတင်ပြီးနေတဲ့အပိုင်းတွေမှာတော်လေးကိုပညာပြပါတယ်ဒီလိုချက်ဆရာရဲ့ဒီ page မှာတော့ဒီမှာဝီဒီယိုတွေတာဆိုရမှာလို့ပေါ့အရင်အထီသွားတာပေါ့နော်အဲ့ဒါကျတော့ public ကိုတင်တာ join တဲ့အခါကျလို့ရှိရင်လည်းတကယ်လည်းအများကြီးရောက်ပါတယ်အများကြီးကိုမသိတဲ့တဲ့အားတွေဒီလိုခင်ဗျာတယ်လို့အဲ့ဒါကြောင့်လို့အဲ့ဒါစတာလေးခင်ဗျာဆရာရဲ့တင်တန်းကကျွန်တော်တို့ပြောရမယ်ဆိုရင်တင်တန်းတစ်ခုရဲ့လို့တော့မဟုတ်ဘူးတော့ကျွန်တော်တို့အပြင်မှာဓမ္မောက်မှာဖြစ်နေတဲ့အရာတွေနဲ့တော့တွဲပြီးတော့တင်ပေးတဲ့တော့ကျွန်တော်တို့ရဲ့ကိုယ်တိုင်စားမလို့ရသေးတော့ကဖြစ်လာနိုင်တဲ့အခက်အခဲတွေကိုပို့ပြီးတော့ပြင်ဆင်မှုအတွက်လည်းနည်းနည်း idea နဲ့သိရတယ်ပေါ့ပြီးတော့ဆရာရဲ့တင်ပြမှုပုံကနားလိုက်လွယ်ပြီးတော့ကြည့်အောင်လည်းကျွန်တော်တို့ဟိုချိန်ကာလအပြည့်ကကျွန်တော်တို့ကကျုံးပွင့်နေမှာတော့တော့ချိန်ပိုင်းလေးရရအဲ့ဒီချိန်မှာလာတက်တဲ့ချိန်မှာကျွန်တော်တို့ကလိုက်နောက်တဲ့ level တစ်ခုတပီးနဲ့တက်လာတဲ့သဘောပြောရတယ်ဗျ။ပြီးရင်ဟိုမှာတွေးကြုံနဲ့သိရမှာတော့။လုံးနေတာဆရာရဲ့တင်တော်ကျွန်တော်ကဒုဝဲဝဲတော်ကြီးတက်ဖို့ရှိတယ်ပေါ့။ပြီးတော့တစ်ခုရှိတာကျွန်တော်တို့ကပုံမှန်လုံးနေချိန်မှာကအစီအစဉ်မကြောက်ဘူး။စီစဉ်မကြောက်တော့ခက်ခဲများစွာရှိတယ်။ပြီးတော့ကျွန်တော်ဒီဆရာရဲ့တင်တော်တက်လာပြီကျွန်တော်ကဒါအခုတက်တဲ့တင်တန်းကျတော့ကျွန်တော်ခုမှဒီကိုအင်ကိုလည်းစောင့်နေချိန်မှာကျတော့ဒါကျိုးပြားရရှိပါတော့တိတ်ပြရတော့ဒီနိုင်တဲ့တော့ အခုနေနေပေါ့နော်နောက်ထပ်ဒီ basic class ကိုထပ် join နဲ့နောက် batch က planner house နဲ့ planner ရောပါလိမ့်များပါတယ်ဒီရှင်းဟာကျွန်တော်နောက်တောက်တဲ့လူတွေတော့ကတော့ဒီကျိုးပြားရှိပါတယ်ကျွန်တော်တို့စာတွေ့ကြီးပဲလို့တော့မတင်ပြဘက်နဲ့ကိုကျွန်တော်တို့အပြင်မှာလက်တွေ့ဖြစ်နေတဲ့ဟာတွေကိုကြောင်းစာလည်းမဟုတ်ဘဲနဲ့လက်တွေ့နဲ့ပဲခြေခံချကြတယ်တင်ပြပေးတော့လည်းအကျိုးတကြီးအောင်ထိအောင်ရှိပါတယ်နောက်တက်မဲ့လူတွေကိုလည်းအကျိုးများစွာရှိပါတယ်ကျွန်တော်ပြောချင်ပါတော့ဟုတ်ကဲ့ပါကိုအချိန်လေးကြီးကြပြီးလည်းကျေးဇူးများဟုတ်ကဲ့ကျေးဇူးပါခင်ဗျာလာတက်ပြအောင်တက်ပါဘူးနော်ဒီကဆရာပြောလို့နောက်ဝတင်လေတော်တော်လေးကိုအစိမ်လေးလောက်လို့ထင်ပါတယ်တက်သိမ့်ပါတယ် expo ကိုစိတ်ဝင်စားတဲ့လူဆိုတော့တက်သိမ့်ပါတော့နော်